ဒီနေ့မှာတော့ကျွန်တော်တို့တယောက်နဲ့တယောက်လုံးဝမတူညီတဲ့ကဘာနှစ်ခုမှရှင်တန်နေကြတဲ့လူငယ်နှစ်ယောက်ရဲ့စုံစည်းမှုကိုကြည့်ရှုရမှာပါဇလန်းအစမှာတော့ချူကြီးဆိုတဲ့ကောင်မလေးကိုတွေ့ရမှာပါသူမဟာအရန်ကိုစူးစမ်းပြီးစိတ်သဘောထားကောင်းတဲ့အင်ဂျင်နီယာကျောင်းသူလေးတစ်ယောက်ပေါ့တစ်ဖက်မှာလည်းခြံလူဆိုတဲ့ကောင်လေးကတော့ကျောင်းရဲ့နာမည်ကြီးလူချောလေးဖြစ်တယ်လို့အေးဆက်ဆက်နိုင်တဲ့ပုံစံမျိုးနဲ့ပေါ့သူတို့နှစ်ယောက်ဟာရီနဲ့စီလို့မတူညီကြပြီမဲ့ကံကြမ္မာကသူတို့ကိုထူးထူးဆန်းဆန်းဆုံတွေ့ပြီးခဲ့ပါတယ်ချူကြီးရဲ့ရီစာဟောင်းထန်ရှူနဲ့လမ်းခွဲခဲ့ရတဲ့အချိန်ကနေအရှိန်မြင့်လာခဲ့ပါတယ်ထန်ရှူဟာချူကြီးအပေါ်သစ္စာမရှိခဲ့ုံနဲ့မကပဲသူမရဲ့အဖိုးတန်တဲ့အမှတ်တရတွေကိုပါဖျက်ဆီးဖို့ကြိုးစားခဲ့တာပါဒီလိုစိတ်ညစ်နေရတဲ့အချိန်မှာမမျော်လင့်ပဲအကူအညီပေးလာခဲ့တာကတော့အမြဲတမ်းအေးဆက်နေတတ်တဲ့ခြံလူပဲဖြစ်ပါတယ်သူဟာချူကြီးရဲ့ခက်ခဲတဲ့အခြေအနေတိုင်းမှာတိတ်တဆိတ်နံပေးကနေရှိနေပေးခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကြားမှာအမုန်းကနေအချစ်ကိုပြောင်းလဲစေမဲ့ခံစားချက်လေးတွေစတင်ခဲ့တာပေါ့ဒါပေမဲ့အချစ်လန်းကတော့ထင်သလောက်မဖြောင်ဖြူခဲ့ပါဘူးချန်လူရဲ့မိသားစုနောက်ခံကတင်းကျပ်လွန်းသလိုချူကြီးမှလည်းသူမရဲ့အိမ်မက်တွေအတွက်ရုန်းကန်နေရပါတယ်သူတို့နှစ်ယောက်ကြားမှာနားလည်မှုလွဲတာတွေမိဘတွေရဲ့တားဆီးမှုတွေရှိခဲ့ပေမဲ့တယောက်ကိုတယောက်ယုံကြည်မှုနဲ့ဆွဲကင်ထားခဲ့ကြပါတယ်အထူးသဖြင့်ချန်လူကသူ့ချစ်ရတဲ့မိန်းကလေးအတွက်အပထမဆုံးချိန်ဖြစ်သူ့ပတ်ဝန်းကျင်ကစီးမြင်းတွေကိုချိုးဖောက်ပြီးရဲရဲဝံ့ဝံ့ရက်တီပြခဲ့တာဟာတကယ်ကိုရင်ခုန်စရာကောင်းတဲ့အခန့်ခဏတစ်ခုပါပဲနောက်ဆုံးမှာတော့အချိန်တွေအခက်ခဲတွေကိုဖျက်ကျော်ပြီးနောက်သူတို့နှစ်ယောက်ဟာကိုယ်စီအိမ်မက်တွေကိုအကောင့်ထဲပေါ်ရင်းလက်တွဲနိုင်ခဲ့ကြပါတယ်ဒီဇလန်လီကကျွန်တော်တို့ကိုပြီးချင်တဲ့ message ကတော့အချစ်စစ်ဆိုတာအချိန်မှန်မှာဆုံတွေ့ယုံတယ်မကပဲဘလို့အခက်ခဲမျိုးမှမဆိုလက်တွဲမဖြုတ်ပဲအတူတူဖျက်ကျော်ကြတာဆိုတာပါပဲကဲဒီနေ့ရဲ့ movie recap လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတွေနဲ့ပြန်ဆောင်ကြတာပေါ့ပြီးရဲရဲဝံ့ဝံ့ရက်တီပြခဲ့တာဟာတကယ်ကိုရင်ခုန်စရာကောင်းတဲ့အခန့်ခဏတစ်ခုပါပဲနောက်ဆုံးမှာတော့အချိန်တွေအခက်ခဲတွေကိုဖျက်ကျော်ပြီးနောက်သူတို့နှစ်ယောက်ဟာကိုယ်စီအိမ်မက်တွေကိုအကောင့်ထဲပေါ်ရင်းလက်တွဲနိုင်ခဲ့ကြပါတယ်ဒီဇာတ်လမ်းလေးကကျွန်တော်တို့ကိုပြီးချင်တဲ့ message ကတော့အချစ်စစ်ဆိုတာအချိန်မှန်မှာဆုံတွေ့ယုံတယ်မကပဲဘလို့အခက်ခဲမျိုးမှမဆိုလက်တွဲမဖြုတ်ပဲအတူတူဖျက်ကျော်ကြတာဆိုတာပါပဲကဲဒီနေ့ရဲ့ movie recap လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်